ခွက်လေးရပါပြီရှင်လိုက်ပြီးတော့စားကြည့်ကြပါနော်ဒီနေ့ကတော့ချီမောင်လေးကြော်ပြမှာဖြစ်ပါတယ်ပြတဲ့ချီမောင်လေးကိုချွေပြီးတော့ရေစင်အောင်ဆေးထားပါတယ်ပြီးလို့ရှိရင်ပစုံနဲ့ကြော်မှာဖြစ်ပါတယ်ပြီးရင်ငရုတ်တီစိမ့်တော့ပြီးရင်ငရုတ်တီ6ကိုစက်တုံနီလေးနဲ့ထောင်းလာတာရဲ့စိမ့်ချိုမောက်ရဲ့ပြီးရင်စားပြီးစိမ့်သားငပိပြီးစနွေးမုံနဲ့ဒီနေ့ကတော့ချီမောင်ကြော်လေးကြော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ခုပထမဆုံးချီမောင်မှွေပေးပါမယ်နော်ချီမောင်ကြည်အောင်မှွေပေးပါမယ်ပြီးပါပြီဆိုရင်ချီမောင်ကြော်စားတယ်နော်ချီမောင်ကြော်အတွက်ကိုစီထည့်ပါမယ်နော်ဒီစီထည့်လိုက်မယ်စီရင်ဆုံးထည့်ပါမယ်စီပူလာပြီဆိုရင်မစနွေးမုံလေးထည့်ပေးပါမယ်ရှင်ပြီးလို့ရှိရင်မဆလာလေးသုံးထည့်ပေးပါမယ်နော်မွေးပြီးဆိုရင်ခုနကထောင်းလာတဲ့ငရုတ်တီလေးထည့်ပေးပါမယ်ရှင်အဲကိုမွေးနေအောင်စီဆက်ပေးပါမယ်ဒီမှာတော့တော့စီဆက်ပေးပါမယ်ဒီလိုဒီနဲ့ဒီနဲ့မွေးစီပေးပြီးဆိုရင်ခဏတော့တိုင်းတိုင်းကပြည့်နေထည့်ပြီနော်ချေပေးပါမယ်မပိနဲ့ငရုတ်တီနဲ့နှောက်မွေးတာပေးပြီးဆိုရင်ခုနကမွေးချေတဲ့ချက်မှထည့်ပါမယ်ရှင်ဒီမှာလည်းငရုတ်တီကိုနှက်နော်ပြန်ကြောပေးပါနော်ငါငရုတ်တီနဲ့နှက်ပြီးခုနကပစုံလေးကိုထည့်ပေးပါမယ်ရှင်ဒါကိုခဏတော့ပြန်မွေးပေးရပါမယ်ပြီးလို့ရှိရင်နှက်ပြီးဆိုရင်ဒီမှာဆာဟင်းချုပ်ဟင်းခက်အေးတစ်ဖက်ရုံတစ်စုံကပြီးလို့ရှိရင်အချုံမောက်တစ်ဖက်ရုံတစ်စုံကထည့်ပေးမယ်ဒီမှာကြောက်တော့ခဏလောက်အောက်ပါပြီနော်ဒီကနေ့ဒီဇိုင်းလေးထည့်ပေးဒီမှာကြော်ရတော့အလွယ်တကူလေးကြော်စားရမယ်နော်ဒီနည်းလေးတိုင်းကြော်စားကြည့်နော်အမေစားမိတ်မှာပြရပါပြီနော်ဒီမှာဒီနည်းလေးကတော့အလွယ်တကူလေးပဲလိုက်ကြော်စားကြည့်ကြပါနော်အရသာလေးကလည်း share ပါပဲကြော်စားကြည့်ကြပါနော်